တယောက်ယောက်ရဲ့မေတ္တာကိုတန်ဖိုးမထားဘူးလားတယောက်ယောက်ရဲ့စေတနာကိုအရေးမကြီးပါဘူးဆိုပြီးလစ်လျူရှုဘူးလားဒီနေ့ပြောပြမယ့်စကားလေးကမေတ္တာကိုလက်ခံဖို့မဟုတ်ဘူးဒါပေမဲ့မေတ္တာကိုဘယ်တော့မှမစော်ကားသင့်တဲ့အကြောင်းဖြစ်ပါတယ်အဆုံးထိနားထောင်ပေးပါနောက်ဆုံးမေးခွန်းတစ်ခုကတင့်နှလုံးသားကိုတိတ်တဆိတ်ပြန်မေးသွားစေနိုင်ပါတယ်မေတ္တာဆိုတာပန်းတပွင့်လိုလှပပေမဲ့အလွန်လေးနက်တဲ့အရာတစ်ခုပါချစ်ချင်းကိုညှင်းပိုင်ခွင့်ရှိတယ်ဒါပေမဲ့ချစ်ချင်းကိုစော်ကားပိုင်ခွင့်တော့မရှိဘူးတစ်ဖက်သားရဲ့စေတနာတွေကိုလက်မခံနိုင်ရင်လည်းရပါတယ်အတိအမှတ်မပြုနိုင်ရင်လည်းရပါတယ်ဒါပေမဲ့သူ့ရဲ့နှလုံးသားကိုနာကျင်စေမဲ့စကားတွေသူ့ရဲ့မေတ္တာကိုအရှက်ခွဲမဲ့အပြုအမူတွေအဲ့ဒါတွေကတနေ့မှာကိုယ့်ဘဝစီပြန်ရောက်လာနိုင်ပါတယ်လောကမှာပတ်စံအကျွေးကိုဆက်လို့ရတယ်ပစ္စည်းအကျွေးကိုပြန်ပေးလို့ရတယ်ဒါပေမဲ့မေတ္တာအကျွေးကတော့တခါလေဘဝတစ်ခုနဲ့တောင်မလုံလောက်ဘူးလို့ရှေးလူကြီးတွေကဆိုခဲ့ကြပါတာဘယ်သူမှမသိဘူးလို့ထင်ရတဲ့အရာတိုင်းကိုကိုယ်စိတ်ကတော့သိနေတယ်ကိုပြောခဲ့တဲ့စကားကိုလုပ်ခဲ့တဲ့အပြုအမူကိုနာကျင်စေခဲ့တဲ့နှလုံးသားတစ်ခုအဲ့ဒီအရာတွေဟာတိတ်တဆိတ်နဲ့ပဲကိုဘဝရဲ့အနာဂတ်ကိုရေးဆွဲနေတတ်ပါတယ်ဒါကြောင့်မေတ္တာကိုပြန်မချစ်နိုင်ရင်လည်းလေးစားပေးပါလက်မတွဲနိုင်ရင်လည်းနူးညံ့တဲ့စကားလေးနဲ့နှုတ်ဆက်ပေးပါဘာလို့လဲဆိုတော့မေတ္တာစစ်ဆိုတာရေစရာမဟုတ်သလိုစော်ကားဖို့လည်းမဟုတ်ပါဘူးလူတစ်ယောက်ရဲ့နှလုံးသားကိုနာကျင်အောင်လုပ်ဖို့ကမိနစ်အနည်းငယ်ပဲလိုပါတယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုရဲ့အကျိုးဆက်ကိုတော့တစ်သက်လုံးတည်ဆောင်သွားရနိုင်ပါတယ်ဒါကြောင့်မေတ္တာကိုမပေးနိုင်ရင်တောင်မစော်ကားပါနဲ့မချစ်နိုင်ရင်တောင်မနာကျင်စေပါနဲ့မေတ္တာဆိုရင်နှုတ်ဝခတ်လိမ့်မယ်မေတ္တာဆိုတာအလွန်လေးနက်ပါတယ်တစ်ဖက်သားရဲ့စေတနာမေတ္တာတွေကိုတန်ဖိုးမထားရင်တောင်မှမစော်ကားမိပါစေနဲ့အတိအမှတ်မပြုတ်ရင်တောင်မပစ်မားပါနဲ့ပေးတဲ့သူကမေတ္တာစစ်မေတ္တာမှန်နေရင်ဘဝအဆက်ဆက်ဝင်ကြွေးဆက်နေရတတ်တယ်တစ်ဖက်လူကဘာမှမသိပါဘူးဆိုပြီးတော့လဲတဘဝစာကောင်းစားရအတွက်မဟုတ်တာတွေမလုပ်မိပါစေနဲ့တန်တရားအတွက်အကျွေးတစ်ခုတင်သွားလိမ့်မယ်အကျွေးပဲယူပြီးပြန်မပေးလဲရတယ်ဆိုပြီးမသိသလိုမနေပါနဲ့လောကမှာကြောက်စရာအကောင်းဆုံးကအကျွေးပါဘလို့အကျွေးမျိုးမဆိုတစ်ဖက်လူစီကယူပြီးရင်မသိသလိုနေလို့ရကောင်းရနိုင်ပေမဲ့အဲ့ဒီဟာကအကျွေးအဖြစ်နဲ့တန်တရာအထိပါသွားတတ်ပါတယ်အဲ့ဒီခါကျမှဆက်လို့မဆုံးဖြစ်နေတတ်တယ်မေတ္တာလည်းထိုနည်းမင်းပါပဲမေတ္တာနဲ့မထိုက်တန်တဲ့သူဆိုတာလောကမှာမရှိဘူးမေတ္တာကိုတန်ဖိုးမထားတတ်တဲ့သူပဲရှိတယ်အဲ့ဒီအထက်ကိုမပါပါစေနဲ့မေတ္တာစူးရင်နှုတ်ဝခတ်ပါတယ်တစ်ဖက်သားရဲ့မေတ္တာစေတနာတွေကိုအတိအမှတ်မပြုတဲ့အပြင်နာကျင်အောင်ဝမ်းနည်းအောင်စိတ်ထိခိုက်အောင်စော်ကားမိရင်သူနဲ့တန်တဲ့အကျိုးကိုပြန်ပြီးခံရတတ်တယ်ဆိုတာမမေ့ပါနဲ့တင်ပြူးသမျှအရာရာတိုင်းဟာဘယ်သူမှမသိဘူးဆိုရင်တော့တင်းကိုတင်တော့ညာလို့မရပါဘူးဘယ်သူမှမသိပေမဲ့တင်သိနေပါတယ်ဒါကြောင့်မေတ္တာပေးတဲ့သူကိုမေတ္တာနဲ့မတုံ့ပြန်ခြင်းရင်တော့အတိအမှတ်ပြုပေးပါဘယ်တော့မှမေတ္တာကို